ကြောင့်ဆင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်များရဲ့မိမွေးစကားရမစင်သိတာဘူကောင်ဖက်ကတွင်ဒီရစေရှောင်းမပဲဘူး hey ရေကောင်တော့ထွန်းလို့မပဲစာဒီတွေစာဒီမှာကဲရေကောင်ဆိုတော့ကမာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့တွင်လို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR